ဒီလူတွေရဲ့ကံကခဏအဲ့ဒါတက်နေတာအကြောင်းဒီလိုဖြစ်သွားတာမယုံရင်လိုက်ကြည့်လိုက်တစ်ချိန်တော့ Britain မှာ Matthew ဆိုတဲ့ကောင်လေးကဆိုင်ကယ်မောင်းနေတဲ့အချိန်အဲ့ချိန်မှာပဲရုတ်တရက်သူ့ရှိမှခိုးတကောင်ပြင်ရင်းနဲ့ရောက်လာခဲ့တယ်အဲ့ဒီခိုးကလည်းအချိန်ပြင်းတော့ Matthew ရဲ့ဆိုင်ကယ်တို့ရဲ့အရှိရမန်နဲ့တွားတိုက်ခဲ့တယ်အချိန်သားပြင်းတော့ Matthew ကလည်းသတိလစ်သွားခဲ့တယ်ဒါပေမဲ့သူ့လက်ကလီဗာမှာသူ့ခြေထောက်ကကလပ်ကိုနှိမ့်မိနေခဲ့တယ်ဆိုင်ကယ်ကလည်းတနားရီမှာ140မိုင်နှုန်းအချိန်နဲ့အပင်မှာတွားတိုက်ခဲ့တယ်တရအရင်ပြင်းတော့ Matthew ကလေပေါ်မှာလွင့်ပြီးတော့တခါတည်းကွင်းပြင်းပေါ်မှာတွားကျခဲ့တယ်အဲ့ဒီတိုက်ခိုက်မှုကြောင့်သူ့အုံနောက်တွေဒဏ်ရာရပြီးတော့သူလေဖြတ်သွားခဲ့တယ်နောက်တစ်ခါတော့ကင်မရာမန်2ယောက်ကမီတောင်နီးနီးကက်ကက်တက်ပုံရိုက်မယ်ဆိုပြီးသူတို့ဟယ်လီကော်ပတာနဲ့မီတောင်ဘက်ကိုရောက်သွားခဲ့တယ်ဟယ်လီကော်ပတာမီတောင်အပေါ်လဲရောက်ရောအပူချိန်အရင်များတော့ဟယ်လီကော်ပတာမီတောင်နဲ့ပြုတ်ကျသွားခဲ့တယ်ဟယ်လီကော်ပတာမီတောင်နဲ့တော့ပြုတ်ကျသွားခဲ့တယ်ဒါပေမဲ့ချော်ရီထဲကိုမရောက်ပဲသူတို့အပြင်ဘက်မှာကျသွားတယ်သူတို့3ယောက်တော့ဘာမှမဖြစ်သွားခဲ့ဘူးဒါပေမဲ့ဒီမီတောင်ကနေထွက်တဲ့အငွေ့တွေကအစိမ့်လုံးဝပြင်းနေနောက်ပြီးတော့သူတို့မှာစားစရာလည်းဘာမှမရှိခဲ့ဘူးဆိုတော့ဒီကင်မရာမန်2ယောက်ကမီတောင်ပေါ်တက်ပြီးတော့အပြင်ထွက်မယ်ဆိုပြီးဆုံးဖြတ်လိုက်တယ်ဒါပေမဲ့ pilot ကဟယ်လီကော်ပတာထဲမှာပဲစောင့်နေခဲ့တယ်ခဏကြာမှပဲဟယ်လီကော်ပတာနောက်တစ်စီးရောက်လာပြီးသူ့အဲ့အနေကယ်ထုတ်သွားခဲ့တယ်ဒါပေမဲ့ဒီကင်မရာမန်2ယောက်ကိုသူတို့ရှာမတွေ့ခဲ့ဘူးရှာရင်းနဲ့ပဲယာဒီယိုတို့ကလည်းတခါတည်းဖောက်ပြန်သွားခဲ့တယ်ကင်မရာမန်2ယောက်ထဲမှာ1ယောက်ကအပေါ်ရောက်လာခဲ့တယ်1ယောက်ကကျတော့အပေါ်မဟုတ်အောက်မဟုတ်အလဲမှာတစ်သွားခဲ့တယ်သူကလည်းအဲ့ဒီမီတောင်အလဲမှာပဲအကူညီမရမချင်းထိုင်ဆောင်ဖို့ဆုံးဖြတ်လိုက်တယ်နောက်24နာရီနောက်ပိုင်းမှာမိုးလေဝသပြန်ကောင်းသွားခဲ့တယ်အဲ့အချိန်မှာပဲသူတို့အဲ့အနေကယ်ထုတ်သွားခဲ့တယ်ဒါကန်အဲ့ဒါတက်တာမဟုတ်ကန်ကိုအဲ့ဒါတက်အောင်လုပ်သွားတာ